ဒီနေ့မှာတော့ဒီဖုံမေးထားတဲ့အလံလွှင့်တဲ့ animation ကိုဘယ်လိုလုပ်ကြမလဲဆိုတာကိုရှင်းပြပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမှာသာသနာအလံကိုသုံးထားပါတယ်အဲ့တော့ဒါဆိုရင် PowerPoint နဲ့မှာအလံလွှင့်တဲ့ animation လေးကိုဖန်တီးထားတာဖြစ်ပါတယ်အဲ့တော့ဘယ်လိုလုပ်မလဲကျွန်တော်လုပ်ပြပါမယ်အရင်ဆုံးကျွန်တော်တို့ဒီအလံဒီသာသနာအလံပုံဖြစ်ဖြစ်ဒီနိုင်ငံတော်အလံပုံဖြစ်ဖြစ်အလံပုံလေးတစ်ပုံလိုပါမယ်ဒါကတော့ကျွန်တော် Google ကနေရှာထားတာဖြစ်ပါတယ်ပြီးတော့ねကျွန်တော်ဒီ home tab ထဲကိုသွားပြီးတော့ဒီမှာ shape ထဲကိုဝင်ပါမယ် shape ထဲမှာကျွန်တော်တို့ double wave ဆိုတဲ့ဟာလေးရှိပါမယ်ဒါလေးဖြစ်ပါမယ်အဲ့မှာ line 2 line ရှိပါမယ်အဲ့ double wave ကိုကျွန်တော်တို့ကယူပြီးတော့အခုလိုမျိုးလေးကျွန်တော်တို့ဆွဲလိုက်ပါမယ်အဲ့ဒါမျိုးဆွဲပြီးတော့ရင်ကျွန်တော်တို့ဒီလိုလာထားပါမယ်ပြီးရင်သူ့ကို shift ရယ် control ရယ်ကိုဖိပြီးတော့ကျွန်တော်ဒီဘက်ဘေးကိုထပ်ပြီးတော့ဆွဲထုတ်လိုက်ပါမယ်ပြီးရင်နောက်တစ်ပြန်အဲ့နှစ်ခုလုံးကိုကျွန်တော်တို့ဘာလုပ်မလဲဆိုရင်ဆက်လက်ပေးမယ် shift ရယ် control ရယ်ကိုထပ်ဖိပြီးတော့ကျွန်တော်တို့ဒီဘက်ဘေးကိုထပ်ပြီးတော့ဆွဲထုတ်လိုက်ပါမယ်ဒါဆိုရင်အခုလိုအရှိကြီးဖြစ်သွားပါမယ်အဲ့လေးခုလုံးကိုကျွန်တော်တို့ select ထပ်ပေးမယ်ပြီးတော့ね shape format ထဲကိုဝင်ပြီးတော့ဒီ mask shape ထဲကိုသွားမယ်ပြီးတော့ねဒီ union ကိုကျွန်တော်တို့ရွေးလိုက်ပါမယ်နောက်တစ်ဆင့်ဘာလုပ်မလဲဆိုရင်ကျွန်တော်တို့ line မှာတော့ကျွန်တော်တို့က no line ကိုထားလိုက်ပါမယ်ပြီးရင်သူ့ကိုအောက်လေးနည်းနည်းလေးချပါမယ်အခုလိုအောက်ချပြီးရင်ကျွန်တော်တို့ shift ရယ် control ရယ်ကိုထပ်ဖိမယ်ပြီးရင်အောက်ကိုအခုလိုမျိုးလေးဆွဲပြီးချလိုက်ပါမယ်ဒါဆိုရင်အပေါ်ရောအောက်ရောအခုလိုလေးရလာမှာဖြစ်ပါတယ်အဲ့တော့မှကျွန်တော်တို့ကနှစ်ခုလုံးကိုဆက်လက်ပေးမယ်ကျွန်တော်တို့ right click ထောက်ပြီးတော့ဒီမှာရှိတဲ့ group ဆိုတာလေးကိုကျွန်တော်တို့ group ဖွဲ့ခဲ့လိုက်ပါမယ်ပြီးတော့ね animation တွေကိုသွားပါမယ် animation နဲ့ရောက်ရင်ကျွန်တော်တို့ကဒီအရာကိုဆွဲချလိုက်မယ်အောက်ဆုံးမှာ motion path တွေရှိပါတယ်အဲ motion path တွေကဒီ lines ကိုရွေးပါမယ်အဲ line ထဲမှာဒီ effect option တွေကိုထပ်သွားမယ်အခုကျွန်တော်တို့ကဒီဘယ်ဘက်ချမ်းကိုရွှေ့နေတာဆိုတော့ဒီ left ကိုရွေးပါမယ်ဆိုရင်ဘယ်ဘက်ချမ်းကိုရွှေ့နေပါမယ်အဲ့ဒါကိုကျွန်တော်တို့ဒီ manually ဒီမြားကောင်းအနီလေးဒီမြားကောင်းအနီလေးကိုကျွန်တော်တို့ click ထောက်ပြီးတော့မြားကောင်းအနီလေးကို click ထောက်ပြီးတော့ကျွန်တော်ဒီဘက်အဆုံးထိကျွန်တော်ဆွဲထုတ်လိုက်ပါမယ်ပြီးတော့ရင်ဒီပုံမှာရှိတဲ့ start မှာကျွန်တော်တို့ on click မလုပ်ဘဲနဲ့ with previous ကိုထားပါမယ် duration ကိုကျွန်တော်ကဒီမှာဘယ်လောက်ထားမလဲဆိုရင်ကျွန်တော်အရင်ဆုံးပေါ့နော်ကျွန်တော်8 second လောက်ကျွန်တော်ထားကြည့်ခဲ့ပါမယ်ပြီးတော့ရင်ဘာလုပ်ကောက်မလဲဆိုရင်ကျွန်တော်တို့ဒီမှာရှိတဲ့ animation pane ဆိုတာရှိတယ်အဲ့ဒါလေးကျွန်တော်နှိပ်လိုက်ပါမယ်ဒါဆိုရင်ဒီဘက်ချမ်းမှာ animation pane ကျလာပါမယ်ဒီအောက်မြားလေးကိုတစ်ချက်ထည့်နေပြီးတော့ဒီ effect option တွေကိုဝင်ပါမယ်ဒီ smooth start ကိုကျွန်တော်တို့ဖြောက်မယ် smooth end ကိုလည်းကျွန်တော်တို့ဖြောက်မယ်ပြီးရင်ဒီ auto reverse ဆိုတော့ကိုအမှန်ကြည့်နှိပ်ပေးခဲ့ပါမယ် timing တွေကိုထပ်သွားပါမယ်ဒီ repeat မှာအခု none လို့ထားထားတယ်အဲ့ဒါကို none လို့မထားဘဲနဲ့ဒီမှာဆိုရင် end of slide ကိုကျွန်တော်တို့နှိပ်ရွေးပေးခဲ့ပါမယ်ပြီးရင်ကျွန်တော်တို့ okay ဆိုတော့ကိုနှိပ်ပါမယ်ဒါဆိုရင်အခုလိုလေးသွားနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဘာထပ်လုပ်ကြမလဲဆိုရင်အဲ့ဒါကိုကျွန်တော်ဆက်လက်ပေးပြီးတော့ background ရဲ့အရောင်တိုင်းပြောင်းခဲ့ဖို့လိုပါမယ်ဒီမှာ background အရောင်ကသုံးထားတာဒီကျွန်တော်ဘယ်အရောင်သုံးထားလဲဆိုရင် solid fill ထဲမှာဒီအရောင်လေးကိုသုံးထားတော့ background အရောင်တူတူကိုပြောင်းလိုက်တာဖြစ်ပါတယ်တကယ်တော့တခြားအရောင်ပြောင်းရင်ဒီလိုမျိုးဖြစ်နေဦးမှာပေါ့နော် background အရောင်ကျွန်တော်တို့ပြောင်းလိုက်တော့ background နဲ့သူဒီတသားလေးဖြစ်သွားပြီးတော့ဘာမှမရှိသလိုမျိုးဖြစ်သွားတာဖြစ်ပါတယ်အဲ့တော့ဒီ slide ကိုကျွန်တော်တို့ run ကြည့်လိုက်ပါမယ်အဲ့တော့ဒါဆိုရင်အခုလိုမျိုးအလံလွှင့်နေတဲ့ animation လေးကိုကျွန်တော် PowerPoint နဲ့ပဲရိုးရှင်းချင်းဖန်တီးပြသွားတာဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောပြခဲ့တဲ့အကြောင်းတွေဒီဘာကိုနှိပ်အစသဖြင့်ပဲပြောသွားတာဖြစ်ပါတယ်အဲ့တော့တကယ်လို့ကျွန်တော်ဒီဗီဒီယိုကြည့်နေတဲ့ပရိသတ်တွေထဲမှာဒါတွေကဘာလို့နှိပ်တာလဲဒါတွေကဘာအကြောင်းတွေလဲအစတဲ့အကြောင်းတွေကိုအသေးစိတ်ထပ်ပြီးတော့သိချင်သေးတယ်ဆိုရင်တော့ကျွန်တော်ဖွင့်ထားတဲ့ PowerPoint Basic to Advanced Online Class ရှိပါမယ်အဲ့ဒီသင်တန်းကိုတက်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ကဒါဆိုရင်ဘာလို့ပဲပြောတာကိုယ့်ဘက်ကိုဖန်တီးတတ်အောင်မှာမဟုတ်ဘူးကျွန်တော်စီမှာသင်တန်းတက်ပြီးသွားရင်တော့ဒီလိုမျိုး animation တွေပြင်တခြားသော animation တွေတခြားပြောတဲ့ slide design တွေစတာဒီကိုဘယ်လိုလုပ်ကြမလဲကိုယ်လုပ်ငန်းခွင်မှာကိုယ်ကျောင်းမှာရောဘယ်လိုအသုံးဝင်အောင်လုပ်ကြမလဲအဲ့ဒါတွေပါသိသွားမှာဖြစ်ပါတယ်အဲ့တော့ February လကျရင်ကျွန်တော်သင်တန်းအသေးစားဖို့ရှိပါမယ်အဲ့တော့သင်တန်းတက်ရှင်တဲ့လူတွေအားလုံး February လကျရင်လာရောက်စုံစမ်းနိုင်ပါတယ်အဲ့တော့ဒါဒီကျွန်တော်ရဲ့ PowerPoint tips and trick 010ဖြစ်ပါတယ်နောက်ထပ်အခုလို tutorial video ကြည့်ရင်အောက်က playlist ထဲမှာတစုတစည်းတဲ့ကျွန်တော်ထားပြီးထားပါတယ်ကျွန်တော် boring PPT မှာရှိတဲ့ PowerPoint တွေဒီအသင်တို့အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့မှန်သွားခဲ့ဖို့ပြောလိုပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်